အခုကကျွန်တော်တောင်ပေါ်မှာရှိတဲ့ဖះကိုတက်နေတာပါဒါတော့ဒီဘုန်းကြီးကျောင်းရဲ့အမြင့်ဆုံးတောင်ပေါ်မှာရှိတဲ့ဖះပါဒီအပေါ်ကနေမြင်ရတဲ့မြင်ကွင်းကလည်းတော်တော်လေးကိုမိုက်တယ်ဒီအမြင့်ပိုင်းကနေပြီးတော့အောက်ကိုအကုန်လုံးလှမ်းတွေ့နေရတယ်ရှုခင်းတော်တော်လှဒီအောက်ကဘုန်းကြီးကျောင်းကိုလည်းလှမ်းတွေ့နေရတော်တော်လေးကိုလှပါတယ်ကျွန်တော်အချိန်အားတယ်ဆိုရင်တော့ဒီဘုန်းကြီးကျောင်းကိုတစ်ခေါက်လောက်တော့လာပြီးတော့လဲတင်တယ်ပေါ့နော်ဒီဗုဒ္ဓဘာသာရဲ့အမွေအသက်တွေလည်းရလို့ပေါ့နော်ဆုံး နောက်ကတော့ကျွန်တော်ညီကိုရေဘုန်းကြီးကျောင်းမှာနေရာဆောင်သွားပြီးတော့ပြန်နေပါပြီလို့ပါတယ်လို့ပူလဲပူပါတယ်ရမ်းပူတယ်ဒီနေ့ကဘာညာဘလို့လဲတော့ဝယ်မပြန်တော့လားကတော့ကျွန်တော်ဘုန်းကြီးကျောင်းမှာအကုန်လုံးဒီဘုန်းကြီးကျောင်းမှာလဲရမယ့်နေရာအကုန်လုံးလဲပြီးသွားပြီပေါ့နော်အခုကျွန်တော်ဟဲဝန်တဲ့ကမ်းခြေကိုသွားပါမယ်အခုညနေ3 နာရီလဲထိုးနေပါပြီဟဲဝန်တဲ့ကမ်းခြေကိုသွားပါတော့မယ်နောက်ဘယ်လိုမှပြန်ဆုံးပါမယ်ဗျာအားလုံးပဲတတ်တာပါဘုန်းကြီးတော့မှဖြစ်ထောင်တယ်ဟမ်ဘုန်းကြီးဒါမလောက်ပါနဲ့ဒီလောက်ပူရကြတယ်ဟမ်ဟောဒီလောက်ပူရကြတယ်အုံးရည်တော့အော်ရိုးရည်တော့မှာဟမ်ညနေတော်တော်ပူရနော်အဲ့ဒါကိုမသိဘလို့ရိုက်လို့ဝါမယ်ညောက်တယောက်နှံကုန်တော့ရုံကြည့်တော့အာဟာအားလုံးပဲနောက်ဘယ်လိုမှပြန်ဆုံးပါမယ်တတ်တာပါ